လောင်ကြီးထော့သွားခင်လက်ထဲမှာထီလက်မှတ်မဝေပါနဲ့ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုကလေးကတင့်ကန်ကြမ္မာကိုပြောင်းလဲစေနိုင်လို့ပါစိတ်ကိုတည်ငြိမ်အောင်ထားပါအသက်ကိုပြင်းပြင်းရှူသွင်းပါပြီးရင်ကိုကိုင်းညုံရကိုအာယုံပြုပါဒီကနေသစိန်ဒီမန်တန်စားကိုစိတ်ထဲကနေသုံးကရွတ်ပါနာချာလီတီနမောဗုဒ္ဓယရွတ်ပြီးသွားရင်စိတ်ထဲကနေတီလို့ဆုတောင်းပါကံကောင်းပါစေစီးစိမ်ဥစ္စာတိုးပွားပါစေထီပုတ်ပါစေကျွယ်ဝချမ်းသာပါစေထီလက်မှတ်ဝယ်မယ်ဆိုရင်စိုက်အရှိမခဏလေးတဲတဲ့မတ်ရပ်ပါကောင်းမြတ်တဲ့အရာတွေကိုစိတ်ထဲကနေပြန်တွေ့ပါပြီးရင်ဒီမန္တန်စာကိုစိတ်ထဲကနေဖြည်းဖြည်းချင်းထပ်ရွတ်ပါဒီကနေတဆင့်အရှိဘက်ကိုမျက်နှာမူပါပြီးရင်တင်မျက်စိကိုအစွဲဆောင်ခံရဆုံးထီလောက်မှတ်ကိုရွေးချယ်ဝဲယူပါရှေးလူကြီးလူယုံကြည်ကြတာကစိတ်တည်ငြိမ်စိတ်ရှင်းလင်းတရားတရားနဲ့ရွေးချယ်မှသာကံကောင်းခြင်းဟာသူ့အလိုလိုလာရောက်စီးဝင်တတ်တယ်ဆိုတာပါပဲဒီညအဲ့ရမဝင်ခင်နောက်ထပ်တုံးကထပ်ရွက်ပါပြီးရင်မနှက်ဖြန့်ထွက်ကောင်းထွက်မဲ့အချိန်မတိုင်ခင်ကံကောင်းခြင်းတွေသင်ပတ်ပါပါစေဒီအချိန်ဟာတင့်ရဲ့အောင်လွင်မှုအချိန်ဖြစ်ပါစေ